မင်္ဂလာပါတားတော်သမီးတို့ရေဒီနေ့ဆရာမကဂျီနိုင်တိတ်ပံရဲ့ဒုတိယပိုင်းလေးကိုဆက်ပြီးပြောမယ်နော်ဒီနေ့ဆရာမကတားတော်သမီးတို့ကိုတိတ်ပံအခန်း1ကစာမျက်နှာ1လုပ်ငန်း1ကဇာတ်လေးကိုဖြည့်ပြီးသွားမယ်နော်ဒီလုပ်ငန်း1ကဇာတ်လေးကဘာပြောတော့ဆိုတော့အလဲကျဇာတ်ကိုအသုံးပြုပြီးအုပ်စုတွေဖွဲ့ပြီးတော့အောက်ပါဇာတ်ကိုဖြည့်ဆွတ်ပါတဲ့တားတော်သမီးတို့ကအုပ်စုလေးတွေဖွဲ့ပြီးတော့ဖြည့်ပေးရမယ်နော်အဲ့ဒီဇာတ်လေးကိုဖြည့်နိုင်မှုအတွက်တားတော်သမီးတို့ကG8 ကအခြေခံလေးတွေကိုပြန်တရရဖို့လိုတယ်လေနော်အားကြောင့်မို့ဆရာမG8 အခြေခံလေးတွေပြန်ပြောပေးမယ်နော်ကဲG8 အခြေခံလေးကဘာလေးတုံးဆိုရင်G8 မှာဆရာမတို့သင်ခဲ့ရတဲ့အခြေခံလေးတွေကဒီမှာဆိုရင်ဆရာမတို့က AXZ ASZ လို့လည်းခေါ်ကြတယ်ပေါ့နော်အဲ့ဒီမှာဆရာမတို့ A ဆိုတာက .2K X တို့မဟုတ် S ဆိုတာကဓာတ်စင်ရဲ့သင်္ကေတကိုပြောတာပါ Z ဆိုတာကအတ္တအမတ်စင်ကိုပြောတာပါเนาะကဲအဲ့ဟာလေးကိုသိသွားပြီဆိုရင်ဆရာမတို့ကနောက်တစ်ဆင့်ကိုသွားမယ်နောက်တစ်ခုကိုသွားမယ်เนาะနောက်တစ်ခုကဘာတုံးဆိုတော့အတ္တအမတ်စင်ဆိုတာကပရိုတွန်အရေးအတွက်နဲ့အီလက်ထရွန်အရေးအတွက်နဲ့တူတူပဲတောက်သမီးတို့ပေးထားတဲ့အထက်မှာဒီမိကုံးမှာပါတယ်လို့မျိုးအတ္တအမတ်စင်ကိုပေးထားရင်တောက်သမီးတို့ကပရိုတွန်အရေးအတွက်နဲ့အီလက်ထရွန်အရေးအတွက်ကိုတန်းပြီးတော့သိမယ်ဘာမှစဉ်းစားစရာမလိုဟုတ်ပြီနော်နောက်တစ်ခုကကြတော့ ဓာတ်ထုဂိမ်းဆိုတာကပရိုတွန်ရေအတွက်နဲ့နျူထရွန်ရေအတွက်ကိုပေါင်းထားတာတကယ်လို့တောက်သမီးကနျူထရွန်ရေအတွက်ကိုသိချင်တယ်ဆိုရင်ဓာတ်ထုဂိမ်းတွေကနေပြီးတော့ပရိုတွန်ရေအတွက်ကလေးကိုလာနှုတ်လိုက်ဟုတ်ပြီနော်ဓာတ်ထုဂိမ်းတွေကနေပရိုတွန်ရေအတွက်လေးကိုလာနှုတ်လိုက်တယ်ဆိုရင်တောက်သမီးကိုလိုချင်တဲ့နျူထရွန်ရေအတွက်လေးရမသွားဘူးလားရသွားတယ်မလားအဲ့လိုမျိုးနီးလေးနဲ့ဆရာမတို့ကဒီဇာတ်လေးကိုဖြည့်ကြည့်မယ်နော်ကဲအဲ့ဒါဆိုရင်ဆရာမတို့ကြည့်ကြမယ်ကဲဒီမှာဆိုရင်သူကဘာတွေပြောထားလဲသူကဘာတွေပေးထားလဲဒါကလုပ်ငန်းတစ်ကဇာတ်လေးနော်ဒွတ်စင်က B တဲ့ဘိုရွန်တဲ့အတန်မတ်စင်က5တဲ့ဒွတ်ထုကိန်က11တဲ့ဒါတို့သမီးတို့ပေးထားတယ်ဟုတ်ပြီနော်အဲ့တော့ကြတော့တားတို့သမီးတို့ကပရိုတွန်အရေအတွက်ကိုလိုချင်တယ်မလားပရိုတွန်အရေအတွက်ကဆရာမတို့ခုနကအပေါ်မှာပြောခဲ့တယ်ပရိုတွန်အရေအတွက်ဆိုတာအတန်အမတ်စင်နဲ့မတူဘူးလားဟုတ်ပြီနော်အတန်အမတ်စင်နဲ့ပရိုတွန်အရေအတွက်လည်းတူမနေဘူးလားအဲ့ဒါဆိုရင်တားတို့သမီးတို့ကအတန်အမတ်စင်က5ဆိုရင်ပရိုတွန်အရေအတွက်ကလည်းဘယ်လောက်ဖြစ်မလဲပရိုတွန်အရေအတွက်ကလည်း5ပေါ့ဆရာမတို့က5ကိုရေးလိုက်ပြီဟုတ်ပြီနော်အဲ့ဒါဆိုရင်ပရိုတွန်အရေအတွက်ကလည်းတိသွားပြီဆိုတော့အတန်မတ်စင်နဲ့ပရိုတွန်အရေအတွက်ကလည်းတူတယ်အီလက်ထရွန်အရေအတွက်နဲ့လည်းတူတယ်ဆိုတော့5လို့ဆရာမတော့ရေးလိုက်မှာပေါ့ကဲဟုတ်ပြီအဲ့ဆိုနျူထရွန်အရေအတွက်ကြည့်လို့မနေဘူးလားနျူထရွန်အရေအတွက်ဆိုတာကဓာတ်ထုဂိမ်းတွေကနေပရိုတွန်အရေအတွက်ကိုနှုတ်လိုက်ရင်ဆရာမတို့လိုချင်တဲ့နျူထရွန်အရေအတွက်လေးရတယ်အဲ့ဆိုရင်17ထဲက9အောင်နှုတ်လိုက်တော့6ပေါ့ဘယ်လောက်လွယ်ရောဟုတ်ပြီနော်ရေပုံးသင်္ကေတကိုတောက်သမီးကရေးမယ်ဆိုရင်အလဲကောင်မှာအတန်အမတ်စင်ဖြစ်တဲ့ဘိုရွန်လေးကိုအရင်ရေးအပေါ်မှာဘာကိုရေးမလဲဓာတ်ထုဂိမ်းလေးကိုရေးမယ်ဓာတ်ထုဂိမ်းလေးက11ဟုတ်ပြီနော်ရေပုံးသင်္ကေတရဲ့လေးကိုရေးတယ်ပြီးရင်ဓာတ်ထုဂိမ်းလေးကိုရေးတယ်အောက်ဆုံးမှာဆရာမတို့ကအတန်အမတ်စင်လေးကိုရေးတယ်5လို့ရေးလိုက်တယ်ကဲဒါဆိုပြီးသွားပြီပထမတစ်ခုဟုတ်ပြီနော်ကဲနောက်တစ်ခုကကြတော့နိုက်ထရိုဂျင်ရဲ့ပရိုတွန်ရေဓာတ်ကိုရေးခြင်းနဲ့ဆရာမတို့ပရိုတွန်ရေဓာတ်ကိုသိခြင်းနဲ့ဆိုရင်အတန်အမတ်စင်သိရင်သိလားမသိဘူးလားသိရလေအဲ့တော့အတန်အမတ်စင်က7ဆိုတော့ဆရာမတို့ကဒီမှာလေးဗာလေးရေးလိုက်မှာ7လို့ရေးလိုက်မှာပေါ့ပရိုတွန်ရေဓာတ်သိရင်အီလက်ထရွန်ရေဓာတ်သိရင်အီလက်ထရွန်ကလည်း7ပဲဟုတ်ပြီနော်နျူထရွန်ရေဓာတ်ကိုလိုချင်တဲ့ဓာတ်ထုကိန်းကနေပရိုတွန်ရေဓာတ်ကိုနှုတ်ပေးမယ်14ကနေခွန်နှွှဲတော့9ပေါ့ဒါလေးပဲဟုတ်ပြီနော်အဲ့ဒါမှဆရာမတို့ရေပုံးသင်္ကေတကိုရေးခြင်းနဲ့ရေပုံးသင်္ကေတကိုရေးခြင်းတော့ဆရာမတို့ရဲ့ရေပုံးသင်္ကေတကိုရေးဖို့အတွက်သူ့ရဲ့ဓာတ်စင်လေးကိုရေးမယ်ဓာတ်စင်လေးကနိုက်ထရိုဂျင်ရေးလိုက်ပြီဟုတ်ပြီနော်အပေါ်ဆုံးမှာဓာတ်ထုကိန်းကိုရေးမယ်14အောက်က7ဒါလေးပဲဟုတ်ပြီနော်ကဲနောက်တစ်ခုကြည့်မယ်ဆရာမတို့ကနောက်တစ်ခုကြတော့မက်ဂနီဆီယမ်အတွက်ဆရာမတို့ပရိုတွန်ရေအတွက်ကိုရေးမယ်ဟုတ်ပြီနော်ပရိုတွန်ရေအတွက်ဆိုတာအတန်အမတ်စင်နဲ့ပရိုတွန်ရေအတွက်ကတူပါတယ်အဲဒါကြောင့်မို့ဆရာမတို့ဒီမှာစနစ်ကိုရေးလိုက်မယ်ဟုတ်ပြီနော်ပရိုတွန်ရေအတွက်ပြီးတော့အီလက်ထရွန်ရေအတွက်လေးရတယ်သိပါလေရောဆက်ရေးလိုက်ပြီစနစ်ဟုတ်ပြီနော်အဲဒါဆိုဆရာမတို့ကနျူထရွန်ရေအတွက်လေးကလိုနေတယ်နျူထရွန်ရေအတွက်ကဓာတ်ထုဂိမ်းတွေကနေပရိုတွန်ရေအတွက်ကိုနှုတ်လိုက်24ရာနေစနစ်ကိုနှုတ်တော့စနစ်ပေါ့ဘာမှမခက်ဘူးတွေ့လားကဲနောက်တစ်ခုရေပုံးသင်္ကေတကိုရေးကြမယ်ရေပုံးသင်္ကေတဆရာမတို့မက်ဂနီဆီယမ်လို့မက်ဂနီဆီယမ်အရင်ရေးတယ်အပေါ်မှာဆရာမတို့ဘာရေးကြမလဲဓာတ်ထုကိန်းလေးကိုရေးလိုက်မယ်24အောက်က12ကဲဒါလေးပါပဲเนาะဆရာမရဲ့အတန်ကလေးတွေကိုတော့အဲ့ပထမဆုံးဓာတ်စင်အလုံး20လုံးရဲ့အတန်အမတ်စင်ရောဓာတ်ထုကိန်းရောပရိုတွန်အရေအတွက်တွေရောအကုန်လုံးသူတို့အဲ့ဒီအလုံး20လုံးကိုဆရာမရေးခိုင်းတယ်တာဟုတ်သမီးတို့နောက်ရလေ့ကျင့်ခြင်းနဲ့ဆိုရင်လေဆရာမတာဟုတ်သမီးတို့တင်ပေးမယ်เนาะကဲဒီနေ့အတွက်ကတော့ဒီလောက်ပါပဲเนาะတာဟုတ်သမီးတို့ရေ